တော်ဒီနေ့ထပ်ပြီးတော့ပြသပေးမယ့်ဟာတော့ကျွန်တော်တို့မြန်မာအခရာအောင်ကကျွန်တော်ကြောက်တင်မုံပေါ့ကြောက်တင်မုံဟာလေးကျွန်တော်ပြသပေးမှာပါအားလုံးမင်္ဂလာပါကျွန်တော်ကိုကျော်ယူပါခင်ဗျာ Okay let's go ကဲဒီကောင်လေးကနင်းတဲ့အတိုင်းပဲဗျကျွန်တော်တို့တွေငယ်စဉ်ဘွားကလေးဘွားကကျွန်တော်တို့တွေဒါတွေကကျွန်တော်ခုခေတ်ကလေးနဲ့တော့မတူတော့ဘူးပေါ့နော်ခုခေတ်ကလေးကြတော့ကျွန်တော် tablet တွေမှာသုံးလာတယ်ခက်တွေပါနော်စာအုပ်လားစာအုပ်တွေသုံးလာကျွန်တော်တို့ဦးသမားတွေတော့အကုန်လုံးသိလိမ့်မယ်ပြီးတာပေါ့နော်ကြောက်တဲ့မောင်းတွေဒါလေးကကျွန်တော်တို့သုံးခဲ့တဲ့ဒီအခရာလေးပေါ့လားနော်ကာကြီးခါဝကန်ကာကြီးငါဆိုတဲ့အားလေးပေါ့ဒါလေးကကျွန်တော်တို့တွေမလွဲမသွေကျွန်တော်တို့ဒါတွေကကြုံတွေ့ခဲ့တဲ့အရာလေးပါဗျအဲ့လားလေးမှာကျွန်တော်တို့ရတလေးကဘာလေးကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်တို့ပေးတယ်ဆိုတာလေးကိုကျွန်တော်ဒီမှာဒါတော့ကျွန်တော်ပြောပလုံကောက်တယ်နော်ပလုံကောက်တဲ့သားဖာလေးပေါ့သားဖာလေးကလေးကကျွန်တော်တို့ဒီမှာသူ့ဘာသာကြီးသူ့ရဲ့အဖေပေါ်မှာဘုံပေါ်မှာထိုင်ပြီးတော့ကလေးရဲ့အကြည့်တစုံကဘယ်ကိုရောက်နေလဲဆိုဒီဘီအခရာကြည့်နေတာသူကြည့်နေတဲ့အချိန်မှာသူကဘာရတလေးပေးတယ်ဆိုတာအများကြီးပဲဗျကျွန်တော်ပြောချင်တာအများကြီးပဲဒါရအများကြီးပဲကျွန်တော်တို့ရဲ့စိတ်တွေကိုကျော်သွားလို့ရတယ်ကျွန်တော်စိတ်တွေကိုခေါ်ဆောင်သွားလို့ရတဲ့အရာလေးတစ်ခုသူ့ရဲ့ကလေးရဲ့အကြည့်တစုံကကျွန်တော်ဒီမှာကျွန်တော်ကြောက်တဲ့ဘုံမှာရေးထားတဲ့ကာကြီးကောက်ကန်ကန်ကြီးငါအားထီပေါ့နော်ဒါလေးကိုသူကကြည့်နေတာဒါလေးအများကြီးပဲဗျပြောချင်တာတော့ပကြီးစရာတယောက်ရဲ့ကျွန်တော်ပေါ်ကျူးတဲ့အရာတစ်ခုကကျွန်တော်တို့ဘာပဲဖြစ်ဖြစ်နှုတ်တရားစာတစ်လုံးတော့ကျွန်တော်တို့တည်ရှိတယ်ဗျဒါကတော့ဘာလို့ပဲဖြစ်ဖြစ်ဒီစာရေးခြင်းရဲ့အရာတစ်ခုကိုချက်ချင်းကိုဘာသာပြန်လို့ရတယ်ချက်ချင်းကိုတစ်ဖက်လူကသိပြီးနားလည်လို့ရတယ်ပကြီးတကားတစ်ချက်ကိုကြောက်တစ်ဖက်လူပြောပြတဲ့အရာတစ်ခုကိုပေါ်ကျူးဖို့ဆိုတာအရန်ခက်ခဲတဲ့အရာတစ်ခုအဲ့တော့ခင်ဗျားလည်းလက်ခံကျွန်တော်လည်းလက်ခံတယ်ဘာကျွန်တော်တို့သိတယ်ပကြီးစရာတယောက်ကဘလို့ပဲရေးထားတဲ့အရာပဲဖြစ်ဒီရုပ်လေးပဲဆွဲထားတာဘလို့ပဲဆွဲထားတခုအရာတစ်ခုကိုခင်ဗျာပုံပုံဖို့အရန်ခက်ခဲတယ်ဘာဖြစ်လို့လဲပကြီးစရာတယောက်ရဲ့ခံစားချက်ကိုတစ်ဖက်လူနားလေပြီးကျွမ်းဖို့ဆိုတာလုံးဝပေါ်ကျူးလို့မရတဲ့အရာတစ်ခုအဲ့ဒါလက်ခံခုကျွန်တော်ပြောမဲ့အရာတစ်ခုကခုမြင်တွေ့ရတဲ့အရာပေါ့နော်ကလေးတယောက်ရဲ့အကြည့်တစ်ခုနဲ့ဒီပလုံကောက်တဲ့လူကြီးတယောက်ရဲ့အရာနဲ့ဒီ BS ခရာရေးထားတဲ့ကြောက်တုံဘုံပေါ်မှာရေးထားတဲ့အရာတစ်ခုဒီသုံးခုကို combine ဖြစ်တဲ့အရာကတကယ်ကိုဆွဲဆောင်မှုအရန်ကိုရှိတယ်ပြောချင်တာဟလားပကြီးစရာရဲ့သူ့ရဲ့ခံစားချက်ခုကိုအများစုကိုပေါ်ကျူးတဲ့အခါမှာရတာပေါင်းစုံပေးဆွဲနိုင်တဲ့အရာတကယ်ကိုလက်ရမြောက်တဲ့အရာတစ်ခုလို့ကျွန်တော်မှတ်ယူရဗျာဒီကြောက်တင်ဘုံပေါ်မှာရေးထားတဲ့အရာတစ်ခုနဲ့ဒီလိုခံစားချက်တွေကိုဆွဲစားမရှိတဲ့ကျွန်တော်မြင်စားမရှိတဲ့ဟာပဲကျွန်တော်တတ်မှတ်လိုက်မယ်နော်ဆွဲကြတော့ကျွန်တော်မပြောတော့မြင်စားမရှိတဲ့အရာပကြီးကားချက်ဆိုကျွန်တော်မှတ်ယူတယ်ကျွန်တော်ဘွားမှာကျွန်တော်ဒါတွေမတွေ့ခဲ့သေးဘူးဒါကျွန်တော်မတွေ့တာလည်းဖြစ်မယ်ဒါပေမဲ့အများကြီးကျွန်တော်လိုက်ကြည့်ရတော့မတွေ့ဘူးဗျဒါကိုလက်ရမျိုးကိုကျွန်တော်က recommend အပြည့်ပေးတယ်ဗျဒီလိုကျွန်တော်ဆွဲခဲ့တဲ့ပကြီးဆရာပြောအရာဆိုရင်ဒီဟာသူ့ရဲ့ခံစားချက်အပြည့်နဲ့ရတာပေါင်းစုံပေါင်းဆက်ပြီးတော့ဒီပကြီးကားကိုဖန်တီးခဲ့တယ်လို့ကျွန်တော်သိရပါဗျဟုတ်ကဲ့ပါဗျဒါကကိုစေရဲ့လက်ရပါဗျကိုစေပကြီးတတူးပြောစရာမလိုအောင်ရတာပေါင်းစုံပေးနိုင်တဲ့လက်ရပိုင်ရှင်တကယ်ပညာရှင်ပါဗျနော်ပကြီးဆရာတယောက်လို့ပြောရမယ်ဆိုတကယ်ပညာရှင်တယောက်လို့ပဲကျွန်တော်မှတ်ယူပါတယ်ဘာဖြစ်လို့သူဆွဲခဲ့တဲ့ပကြီးကားပေါင်းတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ချပြမယ်ဆိုရင်တကယ်1000တညပုံမြင်တပုတ်လို့ဖြစ်သွားလိမ့်မယ်အများကြီးပဲဗျာရောင်းခဲ့တဲ့ဟာတွေဒါတွေလည်းလုံးဝရောင်းထွက်တဲ့ပကြီးကားတွေထဲမှာပါသွားပြီအဲကြောင့်မို့ကျွန်တော်ဒါလေးကို recommend အပြည့်ပေးပြီးတော့ကျွန်တော်ပေါ်ကျိုးတဲ့ပုံစံလေးကတော့ဒီကလေးရဲ့အကြည့်တစုံနဲ့ဒီကြောက်တဘုံမှာရေးသားထားတဲ့အခရာကိုကြည့်နေတဲ့အကြည့်တစုံကတကယ်ကိုလူတွေတွေကိုဆွဲခေါ်သွားနိုင်တဲ့ရတာတစ်ခုလို့ကျွန်တော်မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ